ဒါဆိုင်သွားတာဘိုက်ကိုတွေးထွက်တော့နှစ်ဖူးနဲ့ပါစက်မှာတွေးထွက်နေစာပြာမောဖနက်ကိုသွားပြီးတော့ခုံနေတဲ့အရေဒီကောင်မလောက်တာလဲဓာပေးရလားထိုးရလားမဓာကြီးထုတ်တယ်လို့နဲ့လီနဲ့ပေါက်လိုက်တာဓာကြီးဆိုင်ပူစမ်းတာဒီကောင်ကဓာကြီးဆိုင်နေတော့တွေးတော့မထွက်ဘူးဒီနေ့ကြည့်မဲ့ကားလေးရတော့ဘိုင်ရဗာနဘဝလက်စားချီကအပိုင်းနစ်လေးပဲဖြစ်ပါတယ်အခုမှကျွန်တော်ဗီဒီယိုလေးတွေကိုစပြီးတော့ကြည့်ရဆိုရင်တော့ channel ကို subscribe လေးလုပ်ခဲ့ပေးပါအောင်sorry channel နဲ့မိတ်ဆက်ဖို့တော့မေ့သွားတယ်ထားလိုက်ပါတော့ကျွန်တော်တို့နောက်ဗီဒီယိုကြောင်းပဲမိတ်ဆက်ကြအောင်အဲ့တော့အခုလောလောဆယ်စကားကြည့်အောင်ဇလန်ရဲ့အဆမ်းမှာဘေးရဘိုင်ရမင်းသားအရှော့သွားပြီးဆိုပြီးတော့မှသူ့ရဲ့အင်ဂျီသူ့ရဲ့တန်းချက်ကကြီးပေါ့တန်းနဲ့လှုပ်ထားတဲ့ဟာကြီးကိုရလို့အဲ့ဒီဥစ္စာကိုပဲမီရှိုတင်ကြပလိုက်တဲ့ plastic နဲ့လှုပ်ထားတဲ့ကြီးကမှမဟုတ်တာတန်းနဲ့လှုပ်ထားတဲ့တန်းချက်ကကြီးပါဆိုပွားတန်းကြီးမီလောင်နိုင်ကြီးကအောက်ကထင်းအောင်မှအရှုံးပေးရတဲ့စတိုးဆိုင်တွေမှာအဝူလက်ခန်းလေးတွေကိုကြတော့ဘယ်ခုနှစ်ကသူတို့စားပြီးတော့လှုပ်ပြီးတော့3လခရတော့မသိဘူးအဲ့ဒီမတိုင်ခင်ကရှေ့လူတွေဘလို့အင်ဂျီလဲတိလားတုံးမင်းစီတိုင်းနဲ့ brother be like အရှိမအင်ဂျီအဖြူနဲ့မမတားနေတယ်ဗောဘယ်မှလဲမူးရွာနေလို့ကောင်းကောင်းတော့ဘာမှမမြင်ရအောင်အဲ့ဒါကို तू ကမြင်နေဒီပဲတော်တော်မြင်နိုင်တာပဲမူးရွာနေတော့မမအနွေးတဲ့ကိုဝတ်လိုက်တာသူ့ရဲ့လေပြီးမှရှိတဲ့အဖြူရောင်ကိုကြတော့မထုတ်ဘဲနဲ့ဒီတိုင်းအပွားနေထပ်ပြီးတော့ဝတ်လိုက်တာဟုတ်တဲ့ခဏနေဘေးလေးရောက်လာတော့အဲ့ဒီလေပြီးကဟာကြီး literally ပျောက်သွားပြီမဲကြီးခဏမူးရွာတော့နှစ်ယောက်သားဆိုးရွှဲရတော့မသိဘူးဆိုးသွားတာဟုတ်တဲ့ဒါပေမဲ့ဘေးကအခန်းလေးရောက်သွားတော့သူ့ရဲ့အင်ဂျီတွေကဆိုရင်တခါတည်း6ပြီးသားဖြစ်သွားပြီတဲ့လား double magic ကျွန်တော်တို့အပြင်မှာရေးသွားဆိုရင်ရေးမ6ခင်ဒီလိုမျိုးရေး6ပြီးဒီလိုမျိုးဖြစ်သွားတဲ့ဒါပေမဲ့ဘေးကကြတော့ရေးဆူတဲ့အချိန်ဒီလိုမျိုးရေးလဲ6သွားတာဒီလိုမျိုးဖြစ်သွားပြီပြာမောင်းမမသဘောကျလို့အမအနာကက်နေပြီလာမြောင်းပေးလို့နေပြီဘေးကတ်နေပြီအနီထောက်တစ်ချက်လောက်ရှူဒီအနီထားလောက်ဆိုတော်စမ်းပါကွာတိုင်ရအဲ့ဒါကိုလွန်ခဲ့တဲ့ဘဝမမတူတွေ့ရှိသေးတယ်ဆိုပြန် brother be like ဟိုဘက်တော့ကျွန်တော်ကြားဘူးတာသူနဲ့တငယ်ချင်းလိုပဲခင်တာပါလက်လေးကန်ရုံပါပဲလိန်နေမှန်းတီတီနဲ့စောင်းမမရှိချစ်ပြနေတဲ့စံပြနွားစွာဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်မတွားရဲ့မထိုင်ရဲ့မစားရဲ့ तू ကမကြိုက်တတ်ဘူးလို့ပြောလို့ရှိတဲ့မဟာနွားအခုဒီမှာကြတော့ရှိမရှိမသိဟိုး imaginary စိတ်ကူးထဲရှိတဲ့ရီးစားဟုတ်မဟုတ်ရှိမရှိမသိတဲ့ချစ်သူအတွက်နဲ့လိန်မပြနေတယ်ကဲဒီလိုနွားကိုကြတော့ဘာနွားလို့ခေါ်လဲကျွန်တော် comment မှာရေးခဲ့ပြီးပေါင်းတကယ်မသိလို့ပါကဲညီကိုလေး comment လေးရေးပြီးပါပြီဆိုရင်တော့အော်အေးပါကွာသူညောင်ကြတော့စံပြနွားမဟာနွားဝေဖန်နေတာသူကြတော့လူယူလေးပေါ့ Oh no အနာတော့အကန့်မခံဘူးကြည့်ပါဦးမမရဲ့အနေထားကိုတစ်ချက်လောက်ရှူပါအောင်ဒီအနေထားဆိုတော့ဘောဘာလို့ချင်းသေးတာလဲအဲ့မမဆောက်ရမ်းပြောလွန်အားကြီးလို့စေးတောက်ချိန်ကိုစေးမတောက်ဘဲနဲ့တပွဲလောက်ကချော်ရဲတော့ကOh no, she is. Oh, you. Say it out to skip low to my mama, the long cat. ဘေးရနိုင်လောက်ထိုင်တာကိုမပြီးနိုင်တော့သူလက်ကမြတ်တစ်ခုမာနေလားဗောဆရာဝန်စီပဲတွားရမှာလားစဉ်းစားနေမဟုတ်ပါဘူးနောက်တာပါစာပြမောသူသူစေးမကူနိုင်လို့ဂျိုင်းတောက်ထောင်းနေရတဲ့ဘေးရသူမြောက်စေးကူတော့မယ်အဲ့မဲ့ဘေးရဂါထတစ်ချက်လောက်ယူပြီးတော့မှအဲ့ဒါကြီးနဲ့ပေါက်ဒါပါလေ holographic 2020ကျော်နီးပညာ holographic ဘာညာတာကလေးတောင်မှဒီလောက်မကြည့်ဘူးသူရဲ့ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဟိုအကြီးကွာ God have mercy upon us မင်းတရက်ကို၄ခါတော့မငရုတ်တီထောင်းလိုက်ရနည်းနည်းမမြောင်လားကွာမင်းဒီချင်းဒီနေ့ရဒီရက်ဒီနိုင်ရစားပြီးတော့မတရက်တစ်ခါပဲထောင်းရမယ်ဆရာလေတကယ်ဆရာကြီးပဲသူရဲ့ line ကူတစ်ခုလုံးထဲမှာစာအုပ်တအုပ်ထဲရှိတာကိုသူရဲ့မော်ပညာတွေဘာတွေပါမလားဘောဘယ်ဟိုမှာလူစုရဲ့ဟိုရှိဟောင်းရာဇဝင်ဖြစ်နေကျွန်တော်လည်းတကယ်ဆရာကြီးလားဘောဘယ်ဟိုမှာလူစုရဲ့ဖန်အကြီးစားဖြစ်နေဖန်အကြီးစားဖြစ်တာလည်းမပြောနဲ့လေတစ်ချိန်လုံးအဲ့ဒီဂူထဲမှာသူရဲ့စာအုပ်ကြီးထားပြီးတော့မှအဲ့ဒါကြီးပဲတစ်ချိန်လုံးဖန်နေတာလား Good question You are a good question ဘေးရမှာကောင်းကောင်းလေးစကားပြောပြီးတော့မှထွက်သွားတာမေ့စရာရှာလို့ဖုန်းကြီးမေ့ကြံခဲ့တယ်ဟိုဘေးကတော့မေ့ကြံခဲ့တယ်ပဲထားပါတော့ဒီဘေးကဆိုရင်သူ့ရဲ့လက်နာလေးမှာပဲရှိတာဟုတ်တယ်တကယ်ပဲမတွေ့လို့စာပြမောင်းကဲဖုန်းလေးကတော့မေ့ကြံခဲ့တယ်ပဲထားပါတော့ဆိုင်ရဲမစီမဆိုင်ကက်ချက်ဘူးကြီးကြတော့ဘာလို့မှသွားတာလဲခုနကသူတို့လာထိုင်တော့ဆိုရင်အိမ်သားလေးမှာကက်ချက်ဘူးကြီးအနီအောင်အမှရှိနေတာဟုတ်တယ်အခုသူတို့လည်းထွက်သွားတော့ကက်ချက်ဘူးကြီးပဲမရှိတော့ကက်ချက်ဘူးကြီးဘယ်သွားတာလဲအော်မေကြီးမြကတင်ပေးလေမြကနဲ့ကျွန်တော်နဲ့ဘာဆိုင်လို့လဲကျွန်တော်ကဘယ်လိုမြကတင်ရမှာလဲကျွန်တော်ရိုက်တာမှမဟုတ်တာကျွန်တော်ကကြည့်ပဲကြည့်တာလေအဲရောင်းသွားပြန်ပြီကျွန်တော်အတိတောင်မသိဘူးလို့ပြောချင်တယ်မလို့ပြောပါလားဘာတစ်ခုမှနားမလဲမပြောဘူးလေစောက်ကျင်ပါအခုတောင်မှတစ်ခုမှနားမလဲဒါမြန်မာလို့ပြောရင်ပိုရှုပ်ရမှာပေါ့ဦးလေးကြီးစက်ပြမုံတဲ့အဲလို့ဟဲ့နေပေါင်းဟာဦးလေးကြီးကအဲ့လိုရေးလို့လား
အဲ့ဒါလာကြီးမဟုတ်ဘူးလားမဟုတ်သေးဘူးနော်အဲ့ဒါမဲကွာဒါလောက်ခန်းချောကြီးကိုဦးလေးပြောပြီးတော့မှတစ်ခါစော်ကားတယ်ဒီကြိုင်ဦးလေးကိုလည်းမအောင်မရေးဘူးနမေကနန်းဘလို့လည်းမသိဘူးဒီလိုလူတွေဟုတ်တယ်မိုးစိုးသုံးခါပြစ်တယ်ဆိုတာဒီလိုလူတွေဟုတ်တယ်ကြည့်ထားလိုက်အဲ့မှာဘေးရနောက်ကလိုက်လာတဲ့မြင်းစီပူဆိုပြီးတော့မှ one way ကိုဘလိုင်းဝင်ပြီးတော့မှရှေ့ကလာနေတဲ့ကားတက်တဲ့ဥစွာပြီးတော့မှ This is the end. ဘဲဟိုမှာကိုဖက်လန်းနေတဲ့ကားပေါ်ကိုခုံတက်ပလိုက်တဲ့အဲ့မှာစီးမတော့ရသေးတယ်မမကားစီးတဲ့ပုံစံတစ်ချက်လောက်ရှိုးဟိုကမကြိုင်အောင်လူကကြတော့ဘတ်ကားစီးတဲ့ဘသူကလူတစ်ဝက်လောက်အပြင်ထွက်ပြီးတော့စီလို့လေအဲ့မှာကြာပြီလေအဲ့တော့ကားရက်ခိုင်ပြီးတော့မြင်းရက်ပြီးတော့ပြန်တောင်းဖို့ကားပေါ်ကနေတောင်းနေတဲ့ဘေးရမမရဟိုင်းကိုင်းနေတဲ့ချိန်ကဘူတော့ရောက်လာပြီးတော့မှလက်နဲ့ပိတ်ထုတ်လိုက်တယ်လူက3မိုင်လောက်လွင့်သွားတယ်အရာတော်မထင်ဘူးဒါလိုက်တာမင်းဒီအခင်းရိုက်ပြီးရင်အိမ်ပြန်လို့ရတယ်လို့ပြောထားတော့အခက်အပေါ်မှာမမတော့မရောက်သေးဘူးဒီကောင်ကကြိုတင်မြင်နေပြီဒီကောင်ကထောက်ပြပြီးမှမမနောက်မှဝင်လာတာဟုတ်တဲ့ဟာပြမောဒီအခန်းကိုကြတော့ဗာပြောချင်းလေလူတသမရုပ်ကြီးနဲ့ကောင်ကလူမိုင်းအဖွဲလိုက်နေမသိဘာမှမဆိုင်တယ်လို့ရုပ်တီနေရက်ပြီးတော့ကြီးနေတဲ့ဘေးရညင်းနေတာမဟုတ်ဖြီးနေတာဟုတ်တာကိုကျွန်တော်တို့လည်းကောင်းကောင်းမြင်နေရတဲ့ဘူးတော့လေဘူးတော့ပဲခုနကောင်းကောင်းမသိသေးဘူးခဏလောက်အောင်ထိုင်ဘာဖြစ်သွားမလို့လဲအဲ့ဒါကိုအချင်းလေးကိုမကြည့်ဘဲနဲ့မမဘေးယူပဲဇွတ်ပြီးတော့စောက်ပြစ်တင်နေတဲ့ I mean how could mama be so dumb Good question. You are a good question. Zaka lo chilo pya me du da bong shi me I mean what is this sin did the logic go on vacation အခုကြတော့ဘေးရအားတယ်လို့ကြောင်းတယ်လို့ဘာမှမပြောဘဲနဲ့ဒီတိုင်းရက်နေအခုတခါတည်းမပြောလိုက်ပါနဲ့လေနောက်ကြတော့ဘာလို့လိုက်တာလဲမုံလိုက်တောင်းတာလားဒီအခန်းကြတော့ဘာလို့ပြချင်တာလဲစပိုက်ဒါမန်နောက်မှာကျူးနေတက်သွားတယ်နည်းနည်းကြည့်လို့ကောင်းသေးတယ်ကွာအခုဟာရကျူးလည်းမပါဘူးဒီတိုင်းခုံတက်သွားတယ်အဲ့ဒါမပြီးသေးဘူးဘေးရလိန်ပေါ်လေဒီတိုင်းဘလိုင်းခုံတက်အောင်မှာ God have mercy upon us. အဲ့မဘေးရလိန်ပွားနေပြုတ်ကြလိန်ပွားနေပြုတ်ကြတဲ့အောက်မှာဆိုရင်လေကွင်းပဲရှိနေတာဟုတ်တယ်အကုန်လုံးပတ်ပတ်လဲမှာအဲ့ဒါကိုနည်းနည်းအောက်လေရောက်သွားတော့ကြောက်ဆောင်ရင်းနဲ့ကြီးအိုင်းထွက်လာတယ်ကြီးဒီထဲမှာပြုတ်ကျသွားတဲ့သူတယောက်ကဆိုရင်ဘယ်နှမိနစ်အသက်ရှူလို့ရလဲဆိုတော့ကျွန်တော် comment မှာရေးခဲ့ပေးပါဦးတခြားသူတွေဘယ်လိုလုပ်လဲတော့ကျွန်တော်မသိဘူးဒီပဲဆိုရင်ဒီနေ့လေလောက်ကိုရေထဲကိုပြုတ်ကျသွားတာအဲ့ဒါကိုရေအထဲကနေမျောပြီးတော့မှဟိုဘက်ကန်ရောက်ပြီးတော့မှနောက်တနေ့ဟိုဟာတွေငါးဖမ်းတဲ့ထီကိုအသက်ရှင်သေးတယ်ကျွန်တော်စဉ်းစားနေတာဘယ်ကအသက်ရှူလဲပေါ့နှာခေါင်းကနေတော့မဖြစ်နိုင်ဘူးရေဝင်နေလေပြီးချိန်ဘာဘူးဒီထဲဘွားတော့အသက်ရှူရတာလောက်ကတနာတယ်သူဆိုရင်12နိုင်လောက်ပဲအသက်ရှူတာဟုတ်တယ်ဒီဘေးအလက်ချမ်းမတရက်ကြော်တောင်မှဟာပြန်မောဘေးရလက်စွမ်းပြတဲ့အနေနဲ့ရုပ်တူလီကူကိုခေါင်းဖြတ်ပလိုက်တယ်ဒီဘက်ကရုပ်တူကြီးကအဲ့ဒီလက်စွမ်းကိုမကြည့်ရလို့ရှက်လို့ဖက်လဲပြီးတော့ပြုတ်ချကမ္ဘာချန်ပီယံရဲ့အိုလံပစ်ပြိုင်ပွဲမှာတိချာလီတနိုင်လောက်ချိန်ပြီးတော့မှအာရပါရပြစ်တာကိုပြမဲ့လွဲသေးတယ်အဲ့ဒါကိုဒီကပယ်နေရောတိချာတော့မချိန်ဘူးကွာမျက်လုံးအနေထားလေးကိုကြည့်လိုက်အဲ့ဒါကိုပြစ်လိုက်တာလုံးဝကွတိကြတယ်ဘေးရအမမကိုရရင်တော့လေဘလူးကစားပြီးတော့မှဘလူးအာရပါရကိစ္စမယ်ဆိုတဲ့အကြောင်းလေးတွေသူရဲ့ feeling လေးတွေကိုထုတ်ပြတယ်ပန်းဒီပေါ့ပန်းဒီကိုဘလူးစားမယ်အကြောင်းလေးတွေပြောတာပါအဲ့မှာဓာကြီးဝင်လာပြီးတော့ပန်းဒီကိုစိုက်ပြီးတော့ပန်းဒီလွင့်သွားကျွန်တော်မေးချင်တာဘိုင်ရပါမင်းသားအခုမှတကားဖွင့်ပြီးတော့ဝင်လာတာလေအဲ့ဆိုဓာကြတော့ဘသူပြလိုက်တာလဲ Good question. You are a good question. အဲ့မှာဘေးရပန်းဒီဘလူးအနေထားမျိုးနဲ့စိုက်နေကြောင်းဖော်ပြနေဘေးရခဏနေကြတော့ပန်းဒီကိုဓာထဲနှုတ်ပြီးတော့မှဘေးယူစားပြမယ်လေလှုပ်တော့ခုနဓာကြီးစိုက်ထားတဲ့အရာကြီးရဆိုရင်ပန်းဒီရliterally ပြောင်းသွားပြီနေကြီးမမပဲခုနကတစ်ဖက်ပြပြီးတော့မှ confident နဲ့ထိုင်နေတာဟိုဘဲလာပြီးတော့မှချွတ်ဆွဲလိုက်မှလာပြီးတော့ရှက်ပြန်နေဘိုင်ရပါမင်းသားလေးဘေးရမှာလေငါပိုင်းနေဟယူမင်းကကြည့်ချင်နေဘောဆိုပြီးတော့ဓာတ်ထောက်ဟေးအဖေစမေးဟိဒီဟယူဟိုဘဲမချာခင်မကြိုက်တယ်လို့ကစားပြီးတော့ကြိုက်တယ်လို့လုပ်လို့ရမှာသူကပဲတီကြီးနဲ့ငါဆောင်းရကြည့်ချင်လို့ငါတခါလေးဖယ်ပြီးတော့ငါမာလာကွာဘူရာမင်းတို့နှကောင်တိုက်အဲ့လောက်တည်းရမှာဖြစ်ကြနေဆိုပြီးတော့မှဘိုင်ရပါမင်းသားညောက်ကိုင်းမင်းကကြတော့နေခင်ကိုကိုင်းဆိုပြီးတော့မှဆုံးဖြတ်ပေးလိုက်တယ်ကတော့မာဝါလို့အဲ့ဒီဝါကြီးကိုသူတို့ကနှစ်ယောက်သားလူရမယ်အရင်ဆုံးယူလာနိုင်တဲ့ကောင်ကကိုင်းဆိုပြီးတော့မင်းသမီးကိုပိုင်ရမယ်ဆိုပြီးတော့မှအဲ့ဒါဆုံးဖြတ်ပေးလိုက်အဲ့မှာဘိုင်ရပါမင်းသားဘေးကကောင်ကြည့်လို့မရလို့ဆိုပြီးတော့မှဓာကြီးထုတ်တယ်လို့နဲ့လီနဲ့ပေါက်လိုက်တာဓာကြီးစိုက်ပူစနာဒီကောင်ကဓာကြီးစိုက်နေတော့တွေးတော့မထွက်ဘူးလောကမှာမြင်းကောင်ကြီးအ2000-3000လောက်ပါတယ်ကားတာယာတွေချော်နေတာရှွန်းထဲမှာနစ်နေတာကျွန်တော်မြင်ဘူးတဲ့ဘိုင်ရပါမင်းသားလုံးလိုက်မှာမြင်းလေးကောင်အရှင်လဲခြေတော့ချော်နေ No. အဲ့မဘေးရတဲထဲမှာနေနေတဲ့အချိန်မြင်းကြီးရောက်လာတယ်မြင်းရောက်လာပြီးတော့မှဘေးကြီးဖက်ကိုကျူးပစ်ပေးတယ်ကဲအဲ့ဒါလေးလက်ခံဒါပေမဲ့အဲ့ဒီမြင်းရဲ့ခြေတော့မှကျကျူးကဘသူချစ်ပေးလိုက်တာလဲစာပြမောင်း
ဘေးရတဲထဲကယုံပြီးတော့မနဲ့အပြင်ထွက်လိုက်တယ်ထွက်ထွက်ချင်းမှာပဲခုနအစိမ်းအောင်တဲရရဆိုရင်အကုန်လုံးအဖြူအောင်စားရီဖြစ်ကုန်ပြီမင်းကြီးဘေးရအတဲတန်လူလာပြီးတော့မမကိုလာပေးမမကိုပေးလိုက်တော့မမစောင်းရင်ပြောလုံးအားကြီးလို့တပွဲလောက်ကကြားနဲ့ပြေးပြီးတော့ကဟူခွာဒီခွာချောစရိုက်ခွာကားတဲ့ပုံစံရမြိုင်းနဲ့ပြစ်ထက်တယ်လို့လုပ်ပြီးတော့မကပြဦးရီခဲတော့မဓာကြီးကိုင်းပြီးတော့တန်းလန်းကြီးကပြဒါကြတော့ဘလို့ကကွက်လဲကျွန်တော်လည်းမပြောတတ်တော့မရှိရှိတဲ့ကျိုးလေးတစ်ချောင်းကိုလည်းဖြတ်ပလိုက်ဒီကြိုင်တစ်ခါမှသူလူယူလာပြီးတဲ့အဖြူရောင်ကြီးကိုဝတ်တာလည်းမမြင်ဘူးရှိတဲ့ဟာတွေတော့ဖြတ်ဖို့ချွတ်ဖို့ဆိုရင်အဲ့ဒါကြီးကိုနှစ်ယောက်တည်းဘာလို့တွားပြီးတော့လူခိုင်းတာလဲနန်းတော်ထဲမှာလည်းတစ်ခါမှဝတ်တာမမြင်ရဘူးအခုတောင်ပေါ်ရောက်လာလည်းမဝတ်လာပြန်ဘူးဒါနဲ့နေပေါင်းမမရဲ့အနေထားလေးကိုတစ်ချက်လောက်ရှိုးပါအောင်ကွာကြည့်လိုက်လုံးဝတီးချင်းစရာကြီးဘယ်တော့မှဘေးရမှာတီးပြီးလေးရမှာအမတီးနဲ့မြေကြီးတစ်ကောင်ရောက်လာပြီးတော့မှလူတယောက်ချပြီးတော့မှချက်ချင်းထွက်ပြေးသွားတယ်ဟေးဘာတွေလုံးနေတာလဲမြင်းသားအေးစီဘောရေးလေးဘာလေးတောက်သွားအောင်ဘယ်မှာဖြစ်ချင်တော့ဘိုင်တစ်ပါးဒီမှာတီးနေတဲ့အချိန်လူစုရသူ့ရဲ့ဆွေမျိုးတစ်ခုလုံးဟိုမှာတီးလိုက်ပြီဗော bro be like he is coming for you get ready to fight ချာချာဟေးဆိုပြီးတော့မှဟိုဘက်ကများရီအချောင်းပေါင်း1600ကျော်လောက်ဝင်လာတာဒီဘက်ကမသိမုံတွေဝင်နေလားဗောရက်ကြည့်နေကြတဲ့များပေါင်း1600ဝင်လာတာထဲမှာအဲ့ဒီတီးတက်အချောင်းကြီးဝင်လာတာဟိုဘဲတယောက်ကမြင်ပြီးတော့မှသွားပြီးတော့မှအစိုက်ခံအဲ့လိုမြင်နေဘေးယူပဲနဲ့တွန်းလိုက်ဗောရှောင်းလိုက်ဗောဘာလို့သူ့ပတ်သေးနေရလဲလာနေကြပြီးတော့အားလုံးကတန်းစီပြီးတော့ဘာသွားလုံနေကြရလဲအောက်မှာလူကအောက်မှာဟိုနောက်ကကောင်ထိုးလိုက်ကိစ္စပြီးနေပြီလူစုပြီးတော့အချင်းချင်းဖမ်းနေကြတယ်တော်တော်ချင်းနေကြတာကဲဒီတေအိုရနဲ့အာကူချင်လာဒါကင်ထားတဲ့ပုံစံတစ်ချက်လောက်ရှိုးအပုံစံနဲ့ဆိုတွားပြီးဘောဒါပေမဲ့ဘာလို့တက်မလဲဖနက်ကိုတွားပြီးတော့ခုံနေတဲ့အရေဒီကောင်ဘာလို့တက်လဲဒါပေးရလားထိုးရလားဒါတော့ခုပါရဆိုမှတကြအကားနဲ့ကားကောင်ကတီးတန့်ရှိတယ်မိချောရေအေးမြားပြစ်တကောင်အယောက်100လောက်ရှိတဲ့ထဲမှာတကောင်ပဲအုံနောက်ပါလာတယ်အဲ့တော့အုံနောက်ပါတဲ့ကောင်ကရှစ်ထွက်ပြီးတော့မှပြက်မြားကိုစားပြစ်တော့ပထမတစ်ချောင်းပြစ်တယ်ထိတယ်အဲ့တော့ဒုတိယတစ်ချောင်းလေးပြစ်တော့အုံနောက်ကထည့်ပြလိုက်တယ်လားမသိဘူးဘေးရအလုံးကြီးနဲ့ကောက်ပေါ်လိုက်တာမရှောင်တတ်တော့ဘူးအဲ့မှာကွက်တီချက်အဲ့မှာဒိုင်းနဲ့လာပြီးဘိုင်ရပါရှောင်းတော့အဲ့ဒါယူရှောင်းတော့တွားပါပြီဟဲဘာမှဖြစ်ပါလားပြန်မလူဆိုးရဒါနဲ့ထိုးလိုက်တော့လူဆိုးရပြန်လှုပ်တော့မဲ့အနေထားမျိုးကျွန်တော်တို့မြင်နေရတယ်အဲ့ဒါကိုမမ post ပေးပြီးတော့မသိဘာလဲရက်နေတယ်တလောက်တော့ post ပေးချင်းနေတာရောပေးအောင်ဒါဆိုင်သွားတာဘိုက်ကိုသွေးထွက်တော့နှစ်ဖူးနဲ့ပါစက်မှာသွေးထွက်နေပြန်မလူဆိုးလဲရှော့သွားပြီကွာအဲ့ဒါကိုမြန်ပြေးပြီးတော့မှသွားကင်လိုက်ရင်အသက်ရှင်သွားမှာဆိုလို့ပဲအေးဆေးလုံးနေမမပဲဓာလီတစ်ချက်ဝင်တာကိုဒီလောက်လုံးပြနေဖြစ်ပြနေတယ်ဟိုဘေးရအပြင်များနှချောင်းလဲစိုက်ဓာလည်းအချက်ပေါင်းများစွာထိထားတာကိုကြီးပါဟုံကသူကနည်းနည်းဟိုလောက်ကြတယ်အဲ့မတကယ်ဆင်းသွားမှပဲဘေးရထားပြီးတော့မှပြေးခုနအဲ့လိုပြေးအသက်ရှင်နေလို့ကျွန်တော်ပြောတယ်လူအပြင်ရေးထဲမှာနစ်သွားတာဟုတ်တယ်နော်အပေါ်မှာဘောလို့ပေါ်ပြီးတော့မျောသွားတာလည်းမဟုတ်ဘူးနစ်သွားတာအဲ့ဒါကိုဟွာရီနဲ့ပိုက်နဲ့ဆယ်ထုတ်တာဟုတ်တယ်အဲ့ဒါကိုနူးလိုက်တော့ချက်ချင်းမျက်လုံးဖွင့်နဲ့အရေကြီးလေးကိုအာနာပေါင်းကွာလူတယောက်ရေးထဲဝင်သွားရင်9မိနစ်တောင်မှအသက်ရှင်ဖို့ခတ်တယ်ဝါ Oh my god! If it doesn't from oh my god! အဘေးရက်နေတဲ့နောက်ကနေဘေးရလာပြီးတော့မှဟိုဝိုင်းနဲ့ချတော့မှသွားပါပြီကွာစိတ်မကောင်းလိုက်တာ This is the end. ဒါပေမဲ့ဘလို့ဖြစ်သွားလဲတေးချပြီးဘေးအနောက်မှာလည်းမျက်လုံးတစ်လုံးပါတယ်မမခေါင်းတိုက်လို့မူနေတဲ့ဘေးရမှာအစိမ့်မီလို့မူသွားနှစ်ယောက်လုံးမူသွားတော့အမရေးတွေဘာတွေပြဿနာတွေတက်ပြီးတော့မှရေးထဲကနေမျောပြီးတော့မှနှစ်ယောက်သားအောက်ရောက်ပြီးတော့မှဘေးရတတိယမမအခုဒီမူနေတော့အစိမ့်မီလို့မူသွားတဲ့သူကအပြင်ရေးထဲမှာအစိမ့်ပြေသွားလို့ပြန်ထားနေပြီခေါင်းလေးနဲ့တိုက်လို့မူသွားတဲ့သူကမထားတော့ယေဆူဆူနဲ့ဆိုင်ကနေနောက်ဆုံးထွက်သွားဖို့သူတို့လှုပ်လိုက်တယ်အဲ့တော့ထွက်သွားပြီးတော့မှအဲ့ဒီကနေဖြတ်တယ်တဲကန်တရားကိုဖြတ်တယ်နောက်ဆုံးတောထဲကိုရောက်တယ်တောထဲမှာလည်းဖြတ်တယ်ရီထဲမှာနစ်ပြီးတော့ထွက်လာတာရီလည်းခြောက်သွားပြီကွာဒါပေမဲ့မမရဲ့အလားနည်းနည်းမှမပြတ်ဘူးအဲ့မဲ့ဘေးရဲ့ဆိုင်ကေကိုမီရှုမလို့ဆိုပြီးတော့မီချစ်ကောက်ထုတ်ပြီးတော့မီချစ်ပြစ်ပလိုက်မီချစ်ကြတော့ဘယ်ရောက်လာလဲအော်မေကြီးအဲ့မဲ့ဘေးရဲ့မင်းမပဲလန်ရှိတယ်မဟုတ်ဘူးငါမှလည်းဓာရှိရဆိုပြီးတော့လွန်ခဲ့တဲ့ဘဝတုန်းကစိုက်ထားတဲ့ဓာကြီးကိုချက်ချင်းထုတ်ပြမဟုတ်သေးဘူးလေကွာဓာကြီးကအဲ့နာလေးမှာပဲရှိတယ်ဆိုတဲ့ဥစ္စာ तू ကအရင်တော့လာပြီးတော့တီးဖူးတာလားဒါမှမဟုတ် तू ဘယ်လိုတီးတာလဲ Good question. You are a good question. ကျွန်တော်ကဆိုရင်မနေ့ကထားရတဲ့ပစ္စည်းကိုပြန်လာရှာတာဖင်ကုန်းပြီးတော့ရှာတာတနိုင်လောက်ကြာသွားတယ်ခေါင်းမူတာပဲအဖက်တင်နေပစ္စည်းကမတွေ့ဘေးရဟူရှိဘဝတုန်းကထားသွားတဲ့ဓာကြီးကိုချက်ချင်းကောက်ထုတ်ပလိုက်တယ်ဆော့ပြန်မဟုတ်
လူမိုက်တကယ်မိုက်တဲ့လူမိုက်ပဲလူကိုလေးကြီးနဲ့သွားပြီးတော့ချတော့မလို့လားမသိဘူးကြည့်ပါ God have mercy upon us. အရင်ကတော့လေရင်ဘေးဖက်ကိုအတက်တိုင်းသွားနေတာဟုတ်တယ်အဲ့ဒါကိုကာကရက်သူ့ကိုလာပြီးတော့တိုက်မယ်လေလှုပ်လိုက်တော့ဘေးဖက်လဲပြီးတော့ပိတ်တိုင်လူစိုးတွေလည်းတကယ်လူစိုးတွေပဲလူစိုးပညာကိုတင်တော့ကချားတဲ့နီးပဲတင်တယ်ရှောင်းတဲ့နီးကြတော့တရားမှမတင်ထားဘူးအဲ့မှာလူစိုးကလည်းလူစိုးပဲဟိုအရင်ဘွားစောက်ချင်းကအခုထိပါသေးတယ်အမသူမမရရင်ဘယ်သူမှမရစေရဘူးအပါခေါ်မယ်ဗောဘေးရလည်းရောခေါ်ချင်းအောင်အမပြတ်သွားပြီလက်လက်လေးပဲပြတ်တာလူကဘာလို့ခုံချရလို့ကျွန်တော်လာမမေးနဲ့နော်မလည်းမရှိဘူးလက်မရှိမှတော့သူ့ဘွားကြီးဘယ်လိုတားရမှာလဲအေးမဘာလို့တာလဲအေးလူစိုးခန်းအောင်လှုပ်ထလိုက်ဘေးမမကိုသွားကင်မပြောလို့ရတာမခဏနေခုံသွားမှာနော်အေးကင်လိုက်ပြီတော်သေးလို့ဒီနားလေးမှာကျွန်တော်အားပေးတယ်ကျွန်တော်ဘော်ရာပြောလိုက်လို့တီးသွားတဲ့အမားလေးကဆိုရင်ဟိုးရှိဘွားတော့ချန်ခဲ့တဲ့ဓာကြီးကအခုထိကိုထပ်သေးတယ်လက်ကတစ်ချက်ထက်ပြတ်တယ်စာပြန်မောဒီကကျွန်တော်အားပေးလာတဲ့ကျွန်တော်ရဲ့ချစ်ပရိသတ်ကြီးကရောဒီဇက်ကောင်ကြည့်ပြီးွားပြီလားကြီးနဲ့တတိထားမိတဲ့အမားလေးတွေရှင်းကျွန်တော် comment မှာရေးခဲ့ပြီးပါဦးကျွန်တော်ပါ3လောက်ခဲ့သည်ရှိတော့အဲ့ဒီအမားလေးတွေကိုပါထည့်ပြီးတော့ကျွန်တော်လုပ်ပါမယ်နောက်ဆုံး magic ကတော့ခုနရန်ဖြစ်တုံးဝါကွဲထားတဲ့လေရင်တွေပေါက်ထားတဲ့ကားတွေပျက်စီးထားတဲ့နေရာလေးတွေကဆိုရင်အခု literally အကောင့်တိုင်းပြန်ဖြစ်သွားပြီ magic